ဒါကတော့ဟိုတယ်ကကျွေးတဲ့မနက်စာဘူဖေးပဲဖြစ်ပါတယ်ဟိုတယ်ကတဲခဲ့တဲ့ဟိုတယ်ကတော့ Hotel United မှာသူကတော့အခန်းကားတွေရေးလဲဈေးသက်တာတယ်ပေါ့နော်နောက်ပြီးတော့ဟိုတယ်အသစ်ဖြစ်တဲ့အတွက်တော်တော်လေးလဲတန်တန်ရှင်းရှင်းနဲ့တဲခိုခဲ့ရတာစိတ်ချမ်းသာခဲ့ပါတယ်မနက်စာကတော့ထမင်းကြော်ခေါက်ဆွဲကြော်တရုတ်စားစာအစုံရရှိပြီးတော့ပေါင်မုံတို့ကျဲဥကြော်တို့ sausage တို့ coffee လည်းဖက်ရည်ပေါ့နော်မနက်စာတော့ပုံမှန်ပဲကျွေးပါတယ်ပြည့်ပြည့်စုံစုံရှိပါတယ်ရှင် Hotel United မှာတဲခိုကန်ကားတွေကတော့9000ခွဲကျပ်ပါနေဒီတို့တဲခိုခဲ့တာကတော့9000ခွဲကျပ်ပါနောက်ထပ်ပို့ပြီးတော့အခန်းကျယ်ကြီးလည်းရှိပါသေးတယ်ဒါပေမဲ့တော့ booking ကတော့ကြိုပြီးတော့တစ်လားလောက်ကြိုပြီးတော့ယူထားမယ်ဆိုလို့ရှိရင်တော့ပို့ပြီးအဆင်ပြေမယ်လို့ထင်ပါတယ်အနီးကပ်မှဆိုရင်တော့မရနိုင်ပါဆိုလို့ပါအခုကပြီးသွားရပြီးဖြစ်နေတဲ့အတွက်ကြောင့်ညကြတော့နာမည်ကြီးတဲ့ကရင်ရိုးရာစားတောက်ဆိုင်ဖြစ်တဲ့နော်တရာမှာသွားပြီးတော့စားခဲ့ပါတယ်ဒီဆိုင်ကတော့သူကနာမည်ရှိပြီးသားပေါ့နော်သူတော်တော်များများသိပြီးသားဖြစ်တဲ့အတွက်အထူးတလည်းညှို့မို့တော့မလိုတော့ဘူးထင်ပါတယ်သူကအပြင်မှာလဲလေတဲလေးတွေအဲ့လိုမျိုးတဲလေးတွေမှာလဲထိုင်လို့ရတယ်ပေါ့နော်ဒါပေမဲ့မီဒီတို့ကတော့အတွင်းထဲမှာပဲထိုင်ခဲ့ပါတယ်မီဒီတို့အဲ့နေ့ကသွားခဲ့တာည9:00 နာရီခွဲလောက်ဖြစ်ပြီးဆိုတော့သူတို့ကည8:00 နာရီဆိုလို့ရှိရင်တော့တရားစားတောက်ဆိုင်ကပိတ်ပါတယ်အဲ့တော့ခင်းနေရတော့မစုံတော့ဘူးပေါ့နော်ဒါပေမဲ့ကရင်ဒီတာလဘောဟင်းပေါ့နော်နာမည်ကြီးတဲ့တာလဘောဟင်းရသေးရဲ့ဆိုလို့မီဒီတို့စားခဲ့ပါတယ်တခြားကတော့ကြက်ကြော်ရဲ့ဆေးပဲဦးတုပ်ရဲ့နောက်ကိုက်လန်ကြော်ရဲ့မှာခဲ့တယ်ငပီတောင်းနဲ့တိုးစရာအစုံငပီရင်ငပီတောင်းတိုးစရာအစုံကတော့ free ပေးပါတယ်တော့တရားစားတောက်ဆိုင်ကစလက်ရတော့တော်တော်လေးကောင်းပါတယ်အကြိုက်ဆုံးကတော့ဒီကရင်တာလဘောဟင်းပေါ့နော်တာလဘောဟင်းကတော်တော်လေးစားလို့ကောင်းတယ်ပြည့်ပြည့်နှစ်နှစ်လည်းရှိပြီးတော့အရသာလည်းတော်တော်ရှိပါတယ်ငပီတောင်ကလည်းတော်တော်လေးစားလို့ကောင်းပါတယ်အဲ့နှစ်မျိုးကိုတော့ကြိုက်တယ်ကိုက်လန်ကြော်လေးကလည်းလက်လက်ဆက်ဆက်လေးကြော်ထားတော့စားရတာတော်တော်လေးအဆင်ပြေခဲ့ပါတယ်ဈေးနှုန်းလေးတွေလည်းတင့်ပါတယ်